ဒီနေ့ပြသပေးမှာတော့အချိန်ခဏလေးပေးရုံနဲ့ပကုံးနောက်ကျောခါတောက်တနေရာလေးဖြေလျှော့စီမယ်ယောဂခြေစဉ်လေးပြသပေးမှာဖြစ်ပါတယ်အခုပြထားတဲ့ပုံစံတိုင်းလေးလက်လေးကိုဆန့်ပြီးတစ်ဖက်ကိုဆွဲရုံနဲ့ခေါင်းအပေါ်မျက်နှာကျကိုကြည့်မယ်အတိုင်း10စက္ကန့်တပြီးမယ်လျှော့ရင်ဆွဲတဲ့လက်ကိုအရင်ခွာပြီးလျှော့ပြီးမှနောက်လက်ကိုဖြည်းဖြည်းချင်းလျှော့ချမယ်ဘက်ပြောင်းမယ်ဆွဲမယ်ဆွဲရင်ပြင်းပြင်းဆွဲလျှော့လိုက်တင်လိုက်မလို့တင်းနေပြီဆိုမှရက်နေမယ်10စက္ကန့်ပြည့်ပြီဆိုရင်ဖြည်းဖြည်းချင်းခွာပြီးလျှော့ချမယ်ဟုတ်ပြီပြီးရင်လက်လေးကိုအနောက်မှာပတ်တာကြီးလေးချိန်မယ်လေးကိုရှူလိုက်ထုတ်ရင်လူကရှူအကုန်ကန်ချမယ်အောက်ရောက်အသက်ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်ထားမယ်ပြန်ရှူမယ်ထုတ်ရင်အဲ့ဒီတန်းလေးညာဘက်ချမ်းလို့စောင်းပြီးပြချလိုက်မယ်10စက္ကန့်တင်ပြီးမယ်လက်စီတွေထွက်ရင်တော့လက်ချောတတ်တယ်နော်ဟုတ်ပြီဘက်ပြောင်းမယ်ရှူထောက်အောက်ရောက်အသက်ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်လျှော့မယ်ကဲဒီလောက်ပါပဲအားလုံးပဲလဲလုပ်ကြည့်ပါလွယ်လွယ်လေးပါကျေးဇူးတင်ပါတယ်